မင်္ဂလာပါဝေဆန်းတီပါကျမဟိုတနေ့ကတင်လိုက်တဲ့ဗီဒီယိုမှာမျိုးသမီးတွေကိုဝင်ရောက်ဖို့လုပ်တဲ့အခါမှာအဲ့လောက်ထိမလွယ်ပါဘူးဆိုတဲ့ဗီဒီယိုကိုအများကြီးလာပြီးတော့ comment တွေရေးကြတယ်တယောက်နဲ့ရေးရင်းနဲ့လည်းတိလာကြရတာကကိုတယောက်တည်းမဟုတ်ဘူးဆိုတာကိုပေါ့နော်အဲ့လောက်ထိမလွယ်ဘူးဆိုတာဘာတွေရေးကြလဲဆိုတော့ဒီကိုကနှစ်ပေါင်းများစွာကြာပြီးဘယ်နှစ်ရှိပြီးစ조사နေတာဆီယာမရဲ့မရသေးဘူးဆိုပြီးတော့အဲ့တော့ပြောချင်တာကပထမဆုံးစဉ်းစားစေချင်တာကိုကတဘာဝအတိုင်းလုပ်နေတဲ့တဘာဝအတိုင်းစ조사နေတဲ့လူတွေဆိုလို့ရှိရင်အခြေခံအချက်ကလေးတွေလုပ်နေလားဆိုတော့ကျွန်မခဏလေးရက်ပြီးတော့စဉ်းစားစေချင်တယ်အဲ့ဒီအချက်ကလေးတွေကိုပြောပြချင်တာเนาะအဲ့တော့ပထမဆုံးတစ်ချက်ကကိုယ့်ရဲ့ fertile window ဘယ်အချိန်မှာကိုဝင်ရဖို့အများဆုံးဖြစ်နိုင်ဆုံးဖြစ်တဲ့အချိန်အဲ့ဒီအချိန်လေးကိုသိရလားအဲ့ဒီအချိန်ကအမျိုးမကြွေခင်ရက်ပိုင်းအချိန်လေးတွေဖြစ်တယ်အဲ့ဒါကိုသိရလားတွက်တက်လားဒုတိယတစ်ချက်ကအခုခေတ်မှာ phone application တွေလည်းပေါ်လာပြီးနောက်တခြား hormone စစ်လို့ရတဲ့ LH test ဆိုတာတွေလည်းပေါ်လာပြီးအဲ့ဒါတွေကိုပဲအားကိုးပြီးတော့နေလားကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်တဲ့တခြား sign တွေရောကိုနားလည်လားသိလားတတိယတစ်ချက်ကကိုယ်အမျိုးသားနဲ့နေတဲ့အခါမှာလည်းလွယ်တကူကြုံတဲ့ရက်မှာနေတာလားဒါမှမဟုတ်လို့ရှိရင်ဒီလိုမျိုးဖြစ်နိုင်ခြေအများဆုံးဖြစ်တဲ့ရက်တွေမှာတခြားတွက်ချက်ပြီးတော့နေတာလားစတုတ္ထအချက်ကကိုယ့်ကိုယ်တင်ပြဘူးတဲ့လူရှိလားကျမလူနာပေါ့နော်မြန်မာပြည်ကလူနာတွေနဲ့တွေ့တဲ့အခါမှာမေးကြည့်တဲ့အခါမှာတချို့တွေကလုံးဝမသိဘူးဒါကိုနော်တချို့တွေကကြတော့ဆရာဝန်ကလာစဉ်သွားပြီးတော့သူတို့တွက်ပေးတယ်ဒါကကိုကဟို period မှန်တဲ့လူတွေဆိုတော့ပို့လွယ်တာပေါ့နော် period ရာသီမမှန်တဲ့လူတွေတွက်တော့မလွယ်ဘူးပေါ့အဲ့တော့ဆရာဝန်ကတွက်ပေးတယ်နောက်တစ်ခါတချို့တွေကကြတော့ဒီဟို test တွေတော့တုံးတယ်အခု application တွေ LH test တွေတုံးတယ်ဒါပေမဲ့တေချာတော့နားမလဲဘူးပေါ့နော်အဲ့တော့မျိုးစုံ level မျိုးစုံရှိရကိုယ့်ရဲ့အသိပညာပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့အဲ့ဒါလေးကိုစမ်းစစ်စေချင်တယ်ဒါတွေမသိဘူးဆိုလို့ရှိရင်လည်းသိအောင်လုပ်ပါဒါတွေကအခြေခံတွေပဲအဲ့ဒီအခြေခံတွေအရင်လုပ်သေးလားအရင်စကြည့်ပါဦးနော်အဲ့တော့ကျမကိုမသိဘူးဆိုတာလည်းကိုအပြစ်မဟုတ်ဘူးဘယ်သူမှသင်ပေးထားတာမရှိဘူးဆိုတော့ကိုယ့်ဘာကိုပဲတက်မြောက်အောင်လုပ်ရမှာပေါ့နော်ဒီ message လေးကိုလာပေးတာပါကျွန်မနာမည်ဝေဆန်းတီပါ Australia ကအာဟာရပညာရှင်တူဖြစ်ပါတယ်မြန်မာပြည်ကလူတွေနဲ့လည်းကျွန်မ online ကနေဆွေးနွေးပါတယ်တင်တန်းတွေလည်းဖွင့်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံး see you next time